ဒါတော့ဒီနေ့ပါတယ်ကမာအလက်ဆိုင်တွေပါတစ်လုံးကို3500ပါဒါတော့ဆက်သားပါတပိတ်သားကို4000ခွဲစီပါဒါတော့ချင်းဝတ်သားပါတပိတ်သားကို4000ခွဲစီပါဒါတော့နွားချင်းတွေပါတပိတ်သားကို4000စီပါဒါတော့ဂျိုးမိခင်မှာတရွဲကို1000ခွဲစီပါဒါတော့ဂုံစိမ့်လို့လည်းခေါ်ပါတယ်ရောက်သွားလို့လည်းခေါ်ပါတယ် 1kg ကို1000ပါဒါတော့ငါပါနေပါအကောင်လိုက်ဈေးဆိုလို့ရှိရင်3000ဈေးပါအလဲပိုင်းလည်းခုတ်သားဆိုရင်3000ခွဲပါဒါတော့ငါတောက်တူပါသူလည်းတပိတ်သားကို3000ဈေးပါဒါတော့ငါကွင်းချက်ပါငါညို့လို့လည်းခေါ်ပါတယ်တပိတ်သားကို3000ဈေးပါအလဲပိုင်းအလဲကွင်းဆိုလို့ရှိရင်3000ခွဲဈေးပါဒါတော့ပဇွန်စီပါ 1kg ကို29000ဈေးပါဒါတော့ပဇွန်လက်မအသားထုတ်ထတာပါ 1kg တပူကို3000ဈေးပါဒါတော့ပြည်ကြီးငါဥလေးတွေပါတပိတ်သားကို3000ဈေးပါဒါတော့မယိုစီအသားထုတ်ပါတပိတ်သားကို29000ဈေးပါဒါတော့ငရမ်းဥပါတပိတ်သားကို2000ဈေးပါဒါတော့ပဇွန်ဖြူလေးတွေပါတပိတ်သားကို4000ဈေးပါဒါတော့ကြက်မီကင်မှာတစ်ကောင်ကို2000ဈေးပါဒါတော့ငကုံးညိုလေးတွေပါတပိတ်သားကို8000ဈေးပါဒါတော့မြင်းကတန်ပါအလဲပိုင်းအလဲခုတ်သားဆိုလို့ရှိရင်3000ဈေးပါဒါတော့ငရွှေအမဲပါတပိတ်သားကို2000ခွဲဈေးပါဒါတော့ငဘက်ဥပါတပိတ်သားကို3800ဈေးပါဒါတော့ငကန်ချိုင်းအသေးလေးတွေပါတပိတ်သားကို2000ဈေးပါဒါတော့ကင်းမွန်မှာတပိတ်သားကို3000ဈေးပါဒါတော့ပြည်ကြီးငါအသေးလေးတွေပါတပိတ်သားကို1000ခွဲဈေးပါဒါတော့စီးတိုက်ကားတွေပါတပိတ်သားကို8000ဈေးပါဒါတော့ငတလောက်ပါတပိတ်သားကို4000ဈေးပါဒါတော့ငခွေးရှာလေးတွေပါတပိတ်သားကို2000ပါဒါတော့ရခိုင်ဝဲဦးကြောင်လေးတွေပါ10ကြောင်တွဲကို6500ပါဒါတော့မုတ်တီဟင်းရဲ့နှစ်ထုတ်ပါတစ်ထုတ်ကို4000ပါဒါတော့မကြီးသီးမဲ့ပါတပိတ်သားကို1000ခွဲစီပါဒါတော့စင်ခင်းညင်သီးပါတစ်လုံးကို1000ပါဒါတော့ဝဝင်စီပါတပူးကို9000စီပါဒါတော့ငရဲချိုကြောက်အကြီးတွေပါတပိတ်သားကို3သိန်းခွဲစီပါဒါတော့ငရွှေမီးခင်အကောင်မှာတပိတ်သားကို6000ခွဲစီပါဒါတော့တောင်စိတ်စီပါတပူးကို1000ပါဒါတော့မရွလုံးမှာအလုံး100ကို1000စီပါဒါတော့မြင်းခွာချေပါ10သားကို1500ပါဒါတော့မကြီးသီးစိမ့်မှာတပိတ်သားကို9000စီပါဒါတော့မြေပဲစီပါတပူးကို50သားရှိပါတယ်13000စီပါဒါတော့ငရုတ်ပူတီပါတပိတ်သားကို1000ခွဲစီပါဒါတော့အာလူရှေပါတပိတ်သားကို8000ပါဒါတော့ထောက်ရှားသီးပါတစ်လုံးကို1500စီပါဒါတော့အိမ်နိုင်မြောက်ဥပါတပိတ်သားကို1000ပါဒါတော့ခရမ်းသီးပါတပိတ်သားကို8000စီပါအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်